ကြိုဆိုပါတယ်ဒီဆော့ရမယ်ဂိမ်းတရားဝန်တာဆိုမန်ရှင်အောင်ဝန်တာဆိုရဲဂိမ်းလေးပဲပြပါတယ်ဘေးအေးလီအေးတော့ကြာအဲ့ဒီဒီထဲမှာဆိုကုတ်တယ်အများကြီးရတယ်တည်ရတယ်အဲ့ဒီဒီထဲမှာစကုတ်တွေအများကြီးရတယ်တည်ရတယ်ဘယ်မှာပါကတ်ဆွာလို့ပြောတယ်ကတ်ဆွာလို့ပြောတယ်ဘာပြေးတယ်မှာဗီဒီယိုတော့လည်းပထမဆုံးတော့ဆက်အောင်လုပ်တာမထက်ကြဘူးကျွန်တော်တို့အဲ့ပေါ်လာတဲ့ဥစ္စာကိုနေတာအသိအားသိကိုပေါ်အဲ့ဒါကိုအခုလည်းဆိုတော့ကိုယ့်အကိုထဲမှာရတယ်ပေါ့နော် AR DIဗီဒီယိုပေါ်နေတာတကယ်ရတယ်ဟုတ်တယ်ပြီးကြရင်ကျွန်တော်တို့အဲ့ကုတ်တည်းရဲ့အကြောင်းအရှင်းပြတယ်ပေါ့နော်ကုတ်တည်းကျွန်တော်အကုန်လုံးထည့်ပြီးပြောရတယ်အခုတော့ကုတ်တစ်ခုနဲ့တစ်ခုအခုပေါ်ရတစ်ခုနဲ့တစ်ခုတွေ့တယ်နော်ဒါဆိုကျွန်တော်ထဲလာပြီးရှင်းရတယ်မဆက်ဆက်ပြီးတော့ကတ်ကြည့်ရပုတ်က5ခုရှိတယ် DHIN GI ကျွန်တော်လည်းသိကောင်းတယ်ခုနကကြဒီကိုကြည့်ဖို့မော်နော်မစစ်တော့ဒီလိုဘောနေလိုက်ဆိုရှင်ကျွန်တော်ပြည့်စုံချက်ချက်ပြီးဒါကလေးဗီဒီယိုBAR DI CLE artist WIဆက်ဆက်ပြီးကျွန်တော်တို့အကုန်လာဖို့ထည့်လို့တကယ်ရမရစတာဟိုကျွန်တော်တို့အဲ့ကျွန်တော်ကတော့blog နဲ့ဆက်ဆက်နေတော့ပါချကြမယ်နော် let's go ကျွန်တော်ဂိမ်းကနေထွက်လာleave လောက်လာအားလုံးပဲမနော်ကျွန်တော်တို့ OA လေးခန်းရောက်ပြီဆိုတော့တခုကြီးစီအသေးပဲကိုရှင်းပြပြီးတော့မှဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့စောထည့်လိုက်တဲ့ F8 artist ဆိုတဲ့ဥစ္စာပေါ့နော်ဒီခေါင်းပေါ်ကဒီဖားလေးကိုပြောဒီဖားလေးပေါ့နော်ဟောဒီဖားလေးကိုပြောတယ်ပြီးတော့ကျွန်တော်တို့ book wall ဆိုတာကိုပြောဒီလွယ်ကလေးကိုပြောကျွန်တော်လွယ်ကလေးကိုပြောပြီးတော့ glamour ဆိုတာဘာကိုပြောရလဲဆို glamour ဆိုတာကိုပြောဒီဟာလေးခရမ်းရောင်ဒီခရမ်းရောင်လေးကိုပြောပါပြီးတော့ကျွန်တော်တို့ thin score bone ဆိုတာပေါ့ကျွန်တော်တို့ဒါကိုပြောဒီဟာကိုပြောတာပေါ့ဗျာကျွန်တော်ဒါပြောင်းထားလိုက်တော့မယ်နော်ပြီးတော့နောက်တစ်ခု particle wizard ဆိုတာဒါကိုပြောတာပေါ့နော်ဒီဟာလေးစာအုပ်နှစ်ခုလေးပေါ့ဗျာကဲအားလေးပြောတာအခုလို့ပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုပေါ့နော်ကြည့်ရှုပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒါကျွန်တော်ရဲ့ account ပဲဖြစ်ပါတယ် Steven မြန်မာနိုင်ဆိုတာပေါ့ account ပဲပါခုလိုကြည့်ရှုပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခုကျွန်တော်အဲ့ဘာလို့ဒီဗီဒီယိုတင်ရခြင်းလဲဆိုတော့ကိုမြန်မာလူမျိုးတွေအတွက်ပေါ့နော်ဒီအဲ့ accessory ရစီခြင်းလို့ပေါ့နော်ကိုတင်ပြရဖြစ်ပါတယ်ခုကြည့်နေတဲ့ဗီဒီယိုကြည့်နေတဲ့လူတို့နော်စိတ်ရွှင်လန်းပြီးတော့ပျော်ရွှင်ကြပါစေရိုဘတ်များများရပါစေလို့ကျွန်တော်ဆုတောင်းအပ်ပါတယ်ခင်ဗျာအားလုံးပဲတတ်တာ